Nursery by April ကထွက်တဲ့ impression လေးနဲ့ကောင်းရှုံးမှာပေါ့နော်သူကတမယာသီးကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ organic shampoo ပေါ့နော်ဘာကောင်းလဲဆိုလို့ရှိရင်သူကတမယာသီးကိုအခြေခံပြီးထုတ်လုပ်ထားပြီးလို့ဥယျာဉ်ပြားရဲ့အတွင်းပိုင်းဒီပေါ့နော်နှဆိုင်တော့တန့်စင်ပြီးတယ်ပြီးတော့လို့ရှိရင်သူကအစီကိုထိမ့်ပြီးတာဖြစ်လို့အစီတင်တဲ့ဆန်သားတွေအတွက်အထူးသင့်လျော်ရပေါ့နော်ပြီးရင်တဘာဝအစစ်သူ့ရဲ့ပေါ့နော်တဘာဝအစစ်ကဥယျာဉ်ပြားကိုလမ်းဆန်းစီပြီးတော့ဘောင်းနဲ့အညီကြီးကိုရှင်းဖယ်ရှားပြီးရပေါ့နော်ဗီတာမင် C ကျော်ရတာပါဝင်တာဖြစ်လို့သပင်ကြီးကိုတမစီလို့သပင်ကျွချင်းကိုကာကွယ်ပေးပါတယ်Nursery by Impression မူလေးကဘာကောင်းနဲ့ညာကောင်းနဲ့ဆိုတာနောက်ထားတော့သူရဲ့အနှံ့ရတာနဲ့ကိုတော်တော်လေးကိုလူကလန်းဆန်းသွားပြီနော်သူကတော့အဓိကဥယာစီတင်ပြီးတော့မှဘောက်ထားတဲ့ဒီလိုထုတ်လုပ်ထားတာနော်ကဲကြည့်လိုက်ပါအောင်ရှော့ပြီးသွားပြီဒီဇိုင်းကလာအနေထားကိုရှုလိုက်ပါအောင်သပင်လေးကိုတော့ဝင်းပြောင်လက်လာပဲရင်တော့ဆိုလို့ရှိရင်သပင်ကြီးကလေမွေးချောက်ပြီးနေလေလုံးဝကြည့်လို့မကောင်းဘူးကတော့ okay စပင်ကလူတစ်ယောက်ရဲ့ဒုတိယမျက်နှာဒါပေမဲ့အမအတွက်ကတော့စပင်ကလုံးဝဒုတိယမျက်နှာမဟုတ်ဘူးစပင်ကအမအတွက်လုံးဝမျက်နှာနဲ့တသားလေးပဲအရေးကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်စပင်ကိုအရန်ကိုလူရဲ့ဂယုစိုက်ကြပါတယ်အခုလဲစိုက်ကြလို့လဲစပင်တွေကိုကာလာတွေစိုးကြကောက်ကြဖြောင်းကြအဲ့လိုတွေလောက်ကြတာပေါ့နော်အဲ့ဒါကြောင့်စပင်ကိုအဲ့လိုမျိုးတွေလောက်တာထက်စားရင်စပင်သူ့က original လှတာကိုမလိုချင်ဘူးလားမိုင်းတို့ဆိုလိုချင်တယ်စပင်အတွက်ဆိုရင်မိုင်းတို့မှာအခုဆိုဆက်ကားတယ်ကွာပါတော့စပင်တွေဆက်ကားတယ်အဲ့လိုမျိုးစပင်ပါနေတဲ့သူတွေbalance မျှပြီးတော့မှအုံထူလာတယ်သူ့ကိုရှော့လိုက်တဲ့အခါမှာအခုဆိုရင်ကွာဒီနေ့ဆိုရှော့လာတယ် weight ကလေဟိုဘက်နဲ့ဒီဘက်နဲ့မျှပြီးတော့မှဖောက်ပွားလေးအရင်နေ့ကတကယ်အဲ့ဒီဆိုင်မှာဆိုအမ brand သုံးတာအမဈေးကြီးဆုံးပဲသူနာမည်မပြောတော့ဘူးအဲ့ဒါပဲအမသွားပြီဆိုသူအဲ့ဒါနဲ့ပဲ short ပေးတယ်ဒါပေမဲ့ဒီနေ့ကျတော့အမအဲ့ဒါနဲ့မ short နဲ့အမဒီ April နဲ့အမကို short ပေးအမဒီနေ့ဒါကို short မှသိမယ် short ကြည့်တော့မှအမပြောပြလို့ရမယ်ဆိုတော့အမအဲ့ဒါကိုသုံးလိုက်တဲ့အခါမှာအိမ်လဲကြကြအမရဲ့စပင်ကတကယ်ကိုမှဟိုဘက်ဒီဘက်ကိုမှ valent weight မျှနေပြီးတော့မှအမရဲ့စပင်ကအုံထူလေးနဲ့ original ဥယျာဉ်ပြားလေးအဲ့လိုဖောင်းလေးဖြစ်နေအရန်သဘောကျဘောလုံးထူတယ်တစုံဆိုရင်တွက်ပေါင်းတော်ကြာနေတူတူဟုတ်တယ်တစုံမမေးရစင်ကဘောတောင်းနဲ့1500နဲ့တော့10ဘူးတကယ်43,500မိုင်းတော့တနာအောင်43,500ဆိုရင်လေမိုင်းတို့တကယ် brand တပူးဆောင်မဟုတ်တယ်မိပါဘူးတခါဆိုင်မှာသွားပေါင်းအောင်ဒီခေတ်မှာ3,500တသိန်း2သိန်းအဲ့လိုမျိုးပဲဆိုင်မှာသွားပဲကလေးကပဲရွေးရရတယ်ခုနကလေးလေးကကလေးကဟုတ်လို့တစ်နှစ်လိုမေးတယ်တစ်နှစ်မရအောင်တော့မမ9နှစ်ကစပြီးတော့ပဲရပါတယ်ရှင်ဟက်တိုနစ်ကလေဒါက9နှစ်ကစရတယ်ဒီရှမ်ပူက9နှစ်ကစရတယ်တချို့ကလေးလေးဆိုကျောင်းမှာအရန်စော့တယ်လीနော်အဲ့လိုစော့တဲ့ကလေးဆိုဒီရှမ်ပူပေးပါအရန်ချွေးစည်းတွေနဲ့ပြန်ပြောသေးတယ်ကျောင်းမှာအဲ့ကြီးလည်းမဲသိမ်းပြန်လာခေါင်းမှာလည်းချွေးစည်းတွေပြန်လာဒါလေးနဲ့ရှော့ပေးလို့ရပါတယ်နော်အသက်9နှစ်ကစရပါတယ်ရှမ်ပူကဒါလေးကတော့အသက်9နှစ်ကစပြီးရပါတယ်နော်43,500လားခုနကပြောလိုက်တာ4,000လောက်ပဲတစုံလုံးမှာမာကြီး43,500ပဲ10ဘူးသေးဆိုရင်ဒီကောင်က2,500တက်တာမယ်ဒီကောင်လေးက10ဘူးသေးဆိုလို့ရှိရင်3,500တက်တာမယ်ပေါ့နော်မမ